ကြည်ငါမဟုတ်စားတော့သူငါ့ကိုလာတောင်းစားတာခက်တီတီပဲငါအိမ်ခန်းထဲမှာနေရသူခက်တီတီပဲသူဝင်လာတော့မဟုတ်တုတ်ကြတော့ခက်တီတီပဲသူဝင်လာတော့ငါ့ကိုသူမော့ကြည့်တယ်တစ်ချက်မော့ကြည့်ပြီးတော့ဘာပြောတစ်ချက်អော်ပြီးတော့သူစားတယ်မရှိတော့ငါ့ကိုလာတောင်းစားတော်တော်နဲ့တယ်ပြောတာသူပဲပြီးတော့ပို့ပြန်တက်တော့မှခဏလေးပြီးကြည့်လိုက်သူပဲပြီးတော့ပို့ပြန်တက်တော့ဒီလေးမှာဖမ်းမလို့ကြိုင်မလို့